မောရတုတ်မွန်သူတော်စင်အပေါင်းတို့တရားလောင်းသည်ပါရမီဖြည့်တော်မူစဉ်ဥဒေါင်းမျိုး၌ဖြစ်ခဲ့ဘူး၏မောရတုတ်ပရိတ်တော်ဖြင့်အကာအကွယ်အဆောင်အရှောက်ပြုထားသောကြောင့်တရားလောင်းဥဒေါင်းမင်းကိုမုတ်ဆိုးတို့မိအောင်မဖမ်းနိုင်ယမမန္တဟုတရားရှင်ဟောထားသောမောရတုတ်ပရိတ်တော်ကိုငါတို့ရွတ်ဆိုကြပါကုန်စို့မောရတုတ်တာဩယောစဉ်ပုရိန္ဒံဘောဓိတံပါရိနိဗ္ဗတံမောရယောနိယံယေနသံဝိဟိတာရခံမဟာတတံဝနေစရာတိရတံဝါယမန္တာပိနေဝသက္ခိန္တုဂဏိတုံယမမန္တန္တိအခါတံပရိတံတံကနာမဧဥဒေတယံသက္ကုမာဧကာရာဇာအရိတဝန္နောပတဝိပါပါသောတံတံနမတ္တာမိအရိတဝန္နံပတဝိပါပါတံတယစ္စဂௌဒာဝိဟရေမုဒီဝတံယေဗျမနာဝေတကုသဗ္ဗဓမ္မေဒေမေနမောဒေသမံပါလယန္တုနမတုဗုဒ္ဓာနံနမတုဘောဓိယာနမောဝိမု ddha နံနမောဝိမု ddhi ယာဣမံသောပရိဒံကတ္တဝါမောရောသရတိဧတနာအပေတယံသက္ကုမာဧကာရာဇာအရိတဝန္နောပတဝိပါပါသောတံတံနမတ္တာမိအရိတဝန္နံပတဝိပါပါတံတယစ္စဂௌဒာဝိဟရေမုရတ္တိယေဗျမနာဝေတကုသဗ္ဗဓမ္မေဧမေနမောတေသမံပါလယန္တုနမတုဗုဒ္ဓာနံနမတုဘောဓိယာနမောဝိမု ddha နံနမောဝိမု ddhi ယာဣမံသောပရိဒံကတ္တဝါမောရောဝါသမကပ္ပယီမောရတုတ်တံနိဋ္ဌိတံသာဓုသာဓုသာဓု